အဲ့တော့လူတွေကတော့ကွာကိုဘုံရှိအောင်တော့ကြံဖန်ပြီးတော့တိဆောက်ကြတယ်အဲ့တော့ယောက်ျားတို့မြန်မာတွေပြောတဲ့စကားရှိတယ်ယောက်ျားတို့ဘုံဗါလေလက်ယုံမိန်းမတို့ဘုံစတုံးတိတ်မကြောက်ဘူးကြောက်တယ်နော်ရှုပ်ကလေးတွေဆိုငယ်တော့ဆရာတို့တော့ပဲကြောက်ဘူးယောက်ျားတို့ဘုံကခွန်အားတဲ့လက်ယုံဆိုတာလေခွန်အားကယောက်ျားတွေရဲ့ဘုံတကူပဲတဲ့မိန်းမတို့ရဲ့ဘုံကကြတော့စံကေတာရဲ့လှပခြင်းနော်ဒီလိုစပင်းလေးတွေတန်းဆွဲကြည့်နော်စံကေတာရဲ့လှပခြင်းဟာမိန်းမတွေရဲ့ဘုံတကူတဲ့နော်အရန်ခွန်အားကြီးတဲ့ယောက်ျားတယောက်ကိုစံကေတာရန်လှပတဲ့ကောင်မလေးကသွေးဆောင်လိုက်ရင်အဲ့ဒီခွန်အားကြီးတဲ့ယောက်ျားလေးမျက်လုံးကန်းသွားတယ်လေဘာလို့လဲနော်အဲ့တော့ယောက်ျားနဲ့မိန်းမနဲ့ဘယ်သူကဘုံကြီးလဲမိန်းမကဲယောက်ျားလေးနဲ့မိန်းမယောက်ျားလေးနဲ့ရင်ဖြစ်ယောက်ျားလေးနဲ့မိန်းကလေးဘယ်သူကဘုံကြီးလဲကဲမိန်းကလေးနဲ့ဖြစ်ကြည့်အဲ့လိုပဲအချင်းချင်းပဲငါတို့ကဘုံကြီးတယ်အဲ့လိုမျိုးဒါပေမဲ့ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ဘာဘုံတရီမှမရှိဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမိန်းမမွေးခြင်းအဖြစ်ဖြစ်လာလို့မိန်းမမွေးခြင်းလို့ပြောရင်အချို့ယောက်ျားလေးတွေပြောတယ်သိလားမင်းတို့မိန်းကလေးဝတ်တဲ့ထမိန်တန်းသားမသွားနဲ့တဲ့ထမိန်အောက်တွေမသွားနဲ့ဘာဖြစ်တတ်တယ်လဲဘုံကန်နေဘုံနေတတ်တယ်တဲ့နော်ဘုံမရှိဘူးကွာဘုံပြတ်တတ်တယ်ပေါ့ဟုတ်ပြီငါတို့အဲ့ဒီထမိန်မင်းသားတော့မသွားပါဘူးဒါပေမဲ့ငါတို့ဘယ်ကထွက်လာအဲ့ထမိန်အောက်ကထွက်လာတာဟုတ်တယ်မလားမင်းတို့ထမိန်ငါတို့မင်းကဘာဝတ်လဲထမိန်ဝတ်တယ်လေအဲ့ဒါငါတို့ဘယ်ကထွက်လာလဲထမိန်အောက်ကထွက်လာဆိုပြောပြချင်တာကဒါကလောလောဆယ်အခုငါတို့ရေဘူးရမြင်နိုင်တဲ့အပေါ်ရဥပမာလေးပဲပြောတာတကယ်တော့အဲ့ဒီဘုံမရှိခြင်းဆိုတာကဘာဘုံမရှိခြင်းလဲဆိုတော့ဖျားဘုံမရှိခြင်းတဲ့သိလားလူမှာဘာမရှိဘူးလဲဖျားဘုံအဲ့ဒီမိန်းမမွေသောသူတိုင်းမှာဖျားဘုံမရှိဘူးတဲ့ပြန်ပြောမယ်မိန်းမမွေသောသူတိုင်းမှာဘာမရှိဘူးလဲဖျားဘုံမရှိဘူးဟုတ်ပြီဖျားဘုံဘာကြောင့်မရှိတာလဲဆိုတော့ပြောပြီးရင်အဲ့ဒီဖျားဘုံမရှိခြင်းကြောင့်ဖြစ်ပေါ်နေတဲ့လက္ခဏာဘာလဲဆိုတော့ဆရာနည်းနည်းဆက်သွားနော်အဲ့တော့ဖျားဘုံမရှိခြင်းဆိုတာဘာလဲဆိုတော့တဲ့အခုမင်းတို့ကဘာဥစမှာပထမဦးဆုံးလူသားများဘယ်သူလဲအာဒန်နဲ့အေဝါခုနနော်သူတို့မြေမုံအားဖြစ်တော့နေယူအားဖြစ်တော့ဖြစ်လာတဲ့လူနှစ်ဦးအာဒန်နဲ့အေဝါငါတို့ရဲ့အဖူးတွေအဖေတွေနော်အဖေတွေအမေတွေဖြစ်တယ်သူတို့နှစ်ယောက်ကိုဘုရားကပြောထားတယ်အေဒီဦးရင်ထဲမှာကောင်းမကောင်းသိကျွမ်းရအပင်ရဲ့အသီးရှိတယ်။ကျန်တဲ့အသီးအားလုံးစားလို့ရတယ်။အဲ့ဒီအပင်ရဲ့အသီးကိုတော့မစားနဲ့စားတဲ့နေ့မှာသိမယ်။ဟုတ်ပြီနော်။အဲ့ဒါနဲ့အာဒန်နဲ့အေဝါကလည်းမာနလာစုံစမ်းတဲ့အခါမှာအဲ့ဒီအသီးကိုဘာလုပ်လိုက်လဲ။ဒါအားလုံးသိပြီးသားဖြစ်တဲ့အတွက်ဆရာဒီတိုင်းပဲပြောလိုက်မယ်နော်။စားလိုက်တယ်။စားလိုက်တော့ချက်ချင်းပဲသူတို့မှာဘာမရှိဘူးဆိုတာတွေ့သွားတယ်။ဟုတ်လား။အဝိမရှိဘူးဆိုတာသူတို့သိသွားတယ်။နော်။အဲ့ဒါဘာဖြစ်လို့အဝိမရှိဘူးဆိုတော့သူတည်သွားတာအဲ့ဒီကောင်းမကောင်းသိကြရင်အပြင်အသီးကိုစားလိုက်လို့နော်အဲ့တော့အသီးစားလိုက်ခြင်းအပြင်သူတို့စီမှာဘာကင်းမဲ့သွားလဲဘာတွေမရှိတော့ဘူးလဲဘာမရှိဘူးဆိုတာသိသွားလဲအေးအဆက်မရှိဘူးလားအဆက်ရှိသွားတာဟုတ်ပြီအဲ့တော့ဒီနေရာမှာနော်ဒါဆရာတို့အားလုံးဟိုဆောင်မတက်ကတည်းကဒီလိုရှိတယ်နည်းနည်းပြန်ပြောချင်အဲ့တော့အဲ့ဒီအသီးကိုစားလိုက်တဲ့အချိန်မှာသူတို့ဗာလေအဝိမရှိတော့ဘူးဆိုတာကိုသိသွားတယ်အဲ့တော့သူဘာစိတ်တွေဝင်လာလဲရှက်စိတ်ဝင်လာတယ်ကြောက်စိတ်ဝင်လာတယ်စိုးရင်စိတ်တွေဝင်လာတယ်ပူပန်စိတ်တွေဝင်လာတယ်အဲ့ဒီရှက်စိတ်ကြောက်စိတ်စိုးရင်စိတ်တွေကဘာမရှိလို့ဝင်လာတာလဲအဝိမရှိလို့ဝင်လာတယ်လို့ထင်ကြတယ်တကယ်တော့အဲ့ဒီရှက်စိတ်ကြောက်စိတ်စိုးရင်စိတ်တွေကအဝိမရှိလို့ဝင်လာတာမဟုတ်ဘူးအဝိမရှိလို့ရှက်စိတ်ကြောက်စိတ်စိုးရင်စိတ်ဝင်ကြစေဆိုရင်သူတို့ကအဲ့ဒီအသီးကိုမစားလိုက်တဲ့အချိန်ကမှအဝိမရှိတာလားဘယ်ကလေးကအဝိမရှိတာဘုရားသခင်သူတို့စဖန်ဆင်းကလေးကအဝိရှိလားမရှိဘူးဒါပေမဲ့အဝိမရှိပေမဲ့သူတို့ရှက်ရကောင်းမှသိလားကြောက်ရကောင်းမှသိလားရှက်စရာကြောက်စရာလိုလားမလိုဘူးလေအဝိမဝိထားပါဘူးဒါပေမဲ့ရှက်စရာကြောက်စရာသူတို့မှမရှိဘူးဒါကြောင့်မို့ဆရာပြောပြချင်တာကသူတို့ရှက်စိတ်ကြောက်စိတ်စိုးရင်ပူပန်စိတ်တွေဝင်လာတာကအဝိမရှိလို့ဝင်လာတာမဟုတ်ဘူး
ဒါပေမဲ့လူတော်တော်များတနည်းအားဖြင့်ယုံကြည်သူတော်တော်များများကတော့အာရနဲ့အေဝါရှက်စိတ်ကြောက်စိတ်စိုးရင်စိတ်တွေဝင်လာတာကအဝိမရှိတော့လို့ဝင်လာတာလို့ထင်ကြတယ်။ဘာဖြစ်လို့အဝိမရှိတော့တာလဲ။ဖရာသခင်ရဲ့စကားကိုနားမထောင်တော့လို့နားမထောင်လို့အဝိမရှိတာအဝိမရှိလို့ရှက်စိတ်ကြောက်စိတ်ဝင်လာတာလို့ထင်ကြတယ်။ဟုတ်တယ်မလားအရင်အဲ့လိုပဲထင်ကြတယ်မလား။ဆရာပြောပြမယ်တကယ်တော့အဲ့ဒီအတီးကိုစားလိုက်လို့အဝိမရှိတော့တဲ့အချိန်ကြာမှရှက်စိတ်ကြောက်စိတ်ဝင်လာတာမဟုတ်ဘူးအဝိမရှိခြင်းကအတီးစားတဲ့ချိန်ကြာမှဖြစ်တာမဟုတ်ဘဲနဲ့သူတို့ကဘာဦးအစမှဖျားစင်ဖန်ဆင်းထားကြတဲ့ကူကဘာအဝိမှမရှိတာအဲ့တော့ဘာအဝိမှမရှိပေမဲ့ဒုစရနဲ့သူတို့ရှက်ရကောင်းမလဲမသိဘူးကြောက်ရကောင်းမလဲမသိစိုးရကောင်းမလဲမသိဘာမှမရှက်တဲ့ကြောက်စိတ်မရှိဘူးဘာဖြစ်လို့မရှိတာလဲဘာမှမဝေ့ထားတာဟုတ်တယ်မလားဘယ်ရှိမလဲသူတို့ကိုဘုရားသခင်ဘာနဲ့လွှမ်းခြုံထားလို့လဲဘုံတော်နဲ့လွှမ်းခြုံထားလို့ဘုရားရဲ့ဘုံနဲ့လွှမ်းခြုံထားလို့